င်္ဂလာပါအားလုံးမင်္ဂလာပါဒီနေ့မှာတော့မိညာဆာကူရာဂိမ်းထဲမှာမတည်တဲ့အရာတွေပြောရမှာပေါ့ပထမတစ်ချက်ကတော့ဒီပဲကဲပထမတစ်ချက်ဒီမှာအင်ကြီးကပြားနေတယ်ဒုတိယတစ်ချက်ကတော့အိမ်နေထဲကိုလုံးဝဝင်လို့မရအောင်မလားတွေ့လားပြည့်ကြီးအိမ်နေထဲကိုလုံးဝဝင်လို့မရအောင်တတိယတစ်ချက်ကတော့ဒီဆိုင်မှာဖြစ်ပါတယ်ဒီဆိုင်ထဲမှာမုတ်တွေယူလို့မရဘူးဖြစ်ပေါ့မုတ်တွေလုံးဝယူလို့မရဘူးပေါ့နော်နောက်ရစထုတ်ထတစ်ချက်ကလေးကတော့ဒီဟာပေါ့နော်ဒီဟာကြီးကိုဒီမှာဒီလိုလောက်လိုက်ရင်ပေါ့နော်ဒီမှာဒါကြီးကိုအဲ့လိုလောက်လိုက်ရင်အမပေါ်လာလိမ့်မယ်ပေါ့ဒီထဲကိုမှတို့ချီချူစကားပြပြမယ်ပေါ့နော်တူအနောက်မှာကြည့်တာအနောက်ကိုကြည့်ပြမယ်နော်ကဲလေတက်လာစပင်းမပါဘူးသူကစပင်းမပါဘူးကဲပြလိုက်ဝတ်စားလေးပြလိုက်မယ်ဒါမိန်းကလေးဝတ်စားလေးပေါ့ဝတ်စားလေးပြလိုက်မယ်ဟာယောက်ျားလေးဖြစ်နေတယ်အနောက်ကိုကြည့်လိုက်ပြည့်ယူအနောက်ကိုကြည့်လိုက်တက်လာပြည့်ယူရေနောက်ကိုကြည့်လိုက်နောက်ခုခဏနော်အနောက်ကိုကြည့်လိုက်နောက်ခုကတော့ဒီခဏတော့ကျွန်မမူးလင်းအောင်လုပ်လာအောင်မူးလင်းအောင်လုပ်နေရတော့ဒီထဲမှာခေမူးလင်းအောင်လုပ်လာအောင်မမလို့မူးလင်းအောင်လုပ်လိုက်မယ်ပေါ့နော်အလဲတော်လေးပေါ့ကဲဒါကတော့ဗိုက်ပထမဒုတိယတတိယစထောက်ထအခုပြစမလားစထောက်ထတာအော်ပထမအင်ဂျီပြားနေဒုတိယတတိယဒါစထောက်ထပေါ့ဒါစထောက်ထမှားနေတယ်လားလို့ပြည့်ကြည့်ရမှားနေလေ comment လေးမှာရေးခဲ့ပါဦးနော်ကဲနောက်ခုကတော့အပေါ်ကကားပေါ့စထောက်ထပြစမပေါ့ဒီပြစမကားရစီးလို့လုံးဝမရဘူးကဲပြစမပြောပါလားတော့ပြည့်ကြည့်ခမလေးမရေးခဲ့နောက်တော့ပြစမပြီးတော့အမလူတွေတယောက်မှမတွေ့တယောက်ပဲတွေ့တယ်တနည်းပတ်လုံးလူတွေမတွေ့ပါဘူးနော်အဲ့တော့ပြည့်ကြည့်လို့လေလိုက်လုပ်ကြည့်ပါအားလုံးပဲဗီဒီယိုလေးကြည့်တော့ပါပဲဗီဒီယိုလေးကို like and subscribe လေးနဲ့ခဲ့ပြီးမှအားလုံးပဲ bye bye